ပတ်ကစားပြီဗျာကျွန်တော်တပတ်စာတွေရောတပတ်စာအခွေတွေရောနေတိုက်တွေရောကျွန်တော်အကုန်တင်ပေးမယ်3589အခွေဖြုတ်ခိုင်းတဲ့အတွက်ဗျာတောင်းမှန်ပါတယ်86ကြာထားလို့3589အခွေဖြုတ်ခိုင်းလိုက်တာအားကြောင့်မို့ကျွန်တော်ထပ်တောင်းမှန်တယ်ကျွန်တော်တို့လက်မလေးများများနှိပ်ပေးလက်မများများနှိပ်မှကျွန်တော်လည်းအားရှိမှာအဲ့ဒါမှကျွန်တော်လည်းတင်ပေးရတာပို့ပြီးပျော်တာပေါ့ဗျာဘာမှလည်းပေးစေရမလို့အကိုတို့အမားတို့ပေါင်ရင်အကိုတို့အမားတို့ပဲယူကျွန်တော်တပြားတစ်စီးမှမပေးနဲ့လက်မလေးတာများများနှိပ်ပေးတာမရှယ်နေနေဗျာလက်မလာနှိပ်ပေးတာကျွန်တော်နေတိုက်ရရင်နေတိုက်တင်ပေးမယ်နော်တကွက်ကောင်းရရင်တကွက်ကောင်းတင်ပေးမယ်ဒါပေမဲ့အမှားအမှန်တော့လက်ခံကျွန်တော်လည်းဆရာကြီးမဟုတ်ဘူးအမှားအမှန်တော့လက်ခံတော်ကြမှာဟာသူဒီလူပေးတဲ့ကဏ္ဍဘာဖြစ်တယ်ဒီညာဖြစ်တယ်ဒီပြောမှကြောက်လို့ကျွန်တော်နေ့တိုင်းတင်ပေးမယ်ကျွန်တော်ဝါသနာတူရီဝါသနာပါလားနေ့တိုင်းတင်ပေးမယ်ကိုပေါင်းရင်ကိုယူဘယ်သူမှလည်းမပေးနဲ့ကိုဘက်ကိုလှူခြင်းလူစားခြင်းစကိုဘက်ကိုချင့်ချိန်ထိုးပေါင်းရင်ယူရှုံးရင်တော့ပေးနှလုံးကတော့ကိုဘက်ကိုနှလုံးလောကမှာတော့အမှန်ပြောမယ်ဆိုလို့ရှိရင်တော့ရှင့်ချိန်ထိုးတာအကောင်းဆုံးဘာဖြစ်လို့လဲဆိုစရိတ်ရအောင်ထိုးနိုင်ဖို့အရေးကြီးတယ်ကိုစရိတ်ရအောင်လို့တနေ့စရိတ်ပေါ့ဗျာတနေ့စရိတ်တနေ့ရအောင်လောဘမကြီးဒီပူကောင်းနေပြီကျွန်တော်ဆိုရင်တနေ့စရိတ်ကျွန်တော်တပတ်စရာမှာကျွန်တော်8000မြတ်တသိန်းမြတ်ဗျာစီဘိုးရဆန်ဘိုးရဘလိုဘိုးဝယ်ရကိုတည်းကမပါဘူးအရေးကြီးတယ်အားကြောင့်မို့ကျွန်တော်ထိုးတာကျွန်တော်တင်ပေးမယ်တပတ်စာအခွေဗုဒ္ဓဖူးမကျော်အခွေတွေလည်းတင်ပေးမယ်နော်ဘရိတ်လိုချင်ဘရိတ်အဲ့မှာမတ်ကောမတ်ထဲမှာဝင်ရေးထားကိုလိုချင်တဲ့ဘရိတ်ဆိုရင်ဘရိတ်ကောမတ်ထဲမှာဝင်ရေးထားကျွန်တော်လက်မလေးတွေရတော့များများနှိပ်ပေးထားဒါမှကျွန်တော်တင်ပေးလို့အားရှိမှာဒီပြင်ဆိုရင်ကျွန်တော်တင်ပေးရတာလည်းအားမရှိဘူး view ပဲများနေကြည်တာပဲများနေလက်မလည်းဘာမှမနှိပ်တော့ကျွန်တော်မှတင်ရတာဟက်ကော်ကြီးဖြစ်နေအားပေးစကားပုံစံမျိုးလေးပေါ့ဗျာကျွန်တော်ဘာမှလည်းမယူကိုဘကိုပေါင်းရင်ကိုဘကိုယူဒီနေ့နေကုန်းအခွေးဆိုတဲ့အတွက်ကျွန်တော်ကြားလိုက်ရရင်3589အခွေကိုဖြုတ်ခိုင်းနေတာကျွန်တော်မှားသွားတယ်ကျွန်တော်ထပ်တောင်းမှန်တဲ့အကိုတွေအမတွေကိုနော်ဒါပေမဲ့ကျွန်တော်တခုတော့ရှိတယ်နက်ခတ်လာအောင်မယ်လို့ပြောထားတယ်နော်နက်ခတ်လာအောင်မယ်လို့ပြောထားတယ်နက်ခတ်ဆွဲတဲ့လူကတော့ရမှာပဲဒါပေမဲ့အဲ့3958အခွေဖြုတ်ခိုင်းနေတာမှားသွားတယ်နက်ခတ်လာအောင်မယ်3958မှာ35ဆိုတဲ့ဟာ main ပေါ့မှာသူကနှလုံးလဲကျန်းနေခဲ့တဲ့အတွက်ကျွန်တော်မကြားတော့ဘူးလို့ထင်တာပေါ့နော်လက်မလေးများများနှိပ်သွား